လူတွေကိုချင်းတရားပြက်ပြားလာလို့ရှိရင်လာတွေနေတွေဟာသွားနေကြလမ်းကြောင်းမဟုတ်ပဲနဲ့လမ်းကြောင်းလွဲလာတယ်တဲ့လမ်းကြောင်းတိမ့်လာဒါဖြင့်လာတွေနေတွေလမ်းကြောင်းတိမ့်တော့ဘာဖြစ်လဲလို့ဆိုရင်နက်ခတ်တီတာယာတွေလည်းပဲလမ်းကြောင်းတိမ့်ကုန်တယ်တဲ့ဒါတစ်ခုနဲ့တစ်ခုခွင်းဆက်လူတွေကိုချင်းတရားပြက်ပြားမှုကနေပြီးတော့ဆက်နွယ်လာတာဩလာတွေနေတွေလမ်းကြောင်းလွဲသွားတဲ့အခါမှာနက်ခတ်တာယာတွေကလည်းလမ်းကြောင်းလွဲသွားတယ်နက္ခတ္တရာတွေလမ်းကြောင်းပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုနေ့တွေညတွေဟာပုံမှန်မဟုတ်တော့ဘူးတဲ့ဒါဖြင့်နေ့တွေညတွေပုံမှန်မဟုတ်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုရင်လအရေအတွက်တွေကလည်းလွဲကုန်တယ်နော်မိုးရာသီကဆောင်းရာသီဖြစ်လို့ဖြစ်နေလွဲချော်ချော်တွေအကုန်ဖြစ်ကုန်တယ်တဘာဝကြီးဟာလွဲချော်ကုန်အခုခေတ်မှာတော့အိုဆုံးလွာပါလို့ဘာဖြစ်လို့ဒီပြင်အကြောင်းတွေသာရှောက်ပြောတာတကယ်ကတော့တတ္တဝါတွေအကျင့်ပြတ်တာကပိုအဓိကကြတယ်နော်လူတွေဖြက်စီးလို့တဘာဝပတ်ဝန်းကျင်ပျက်စီးလာတယ်ဖြက်စီးတယ်ဆိုတာလူတွေရဲ့အကျင့်စာရိတ္တဟာဒီပတ်ဝန်းကျင်ကိုပျက်စီးစေတယ်ဆိုတာအမတန်မှထင်ရှားတာပေါ့နော်အဲ့တော့လာတွေဒီရက်လတွေအခြေအနေပြောင်းသွားတယ်ပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုရာသီဥတုတို့နှစ်တို့ဆိုတဲ့အနေအထားတွေလည်းပြောင်းလဲကုန်တယ်တဲ့